အခုဒုတိယခြေထောက်လေး row 40ထိုးပြီးသွားပြီပေါ့နော် row 40ပြီးသွားပြီဆိုလို့ရှိရင်ဖွန်မီ3ချက်ထိုးပါမယ်1 2 3ဖွန်မီ3ချက်ထိုးပြီးသွားပြီဆိုလို့ရှိရင်ပထမခြေထောက်လေးနဲ့ပြန်ဆက်ပါမယ်နော်ပထမခြေထောက်ကနေစပြီးတော့တိုင်တိုလေးနဲ့ပြန်ဆက်ပါမယ်နော်တိုင်တိုလေးနဲ့စပြီးတော့ဆက်လိုက်ပါမယ်အဲဒီဆက်လိုက်တဲ့နေရာကိုမှတ်ချိန်နဲ့မှတ်လိုက်ပါမယ်နော်မှတ်ချိန်လေးနဲ့မှတ်လိုက်မယ်ပြီးရင်ဒုတိယခြေထောက်ပေါ်မှာစုစုပေါင်းတိုင်တို12ချက်ထိုးပါမယ်နော်အခုတစ်ချက်ထိုးပြီးတော့ရဆိုတော့2ချက်3ချက်4ချက်ဆက်ပြီးတော့12ချက်ပြည့်အောင်ဆက်ထိုးသွားလိုက်ပါမယ်နော်အခု12ချက်ထိုးပြီးသွားပြီပေါ့နော်12ချက်ထိုးပြီးသွားပြီဆိုရင်12ချက်ထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ဟောဒီမှာဖွန်မီ3ချက်ပုံမှာတိုင်တို3ချက်ထိုးပါမယ်နော်ဒီ sorry ဒီမှတ်ချက်ဟိုကနေရှုပ်နေနော်မှတ်ချက်ဒီမှာဖွန်မီ3ချက်ရှိပါမယ်1 2 3အဲ့ဒီဖွန်မီ3ချက်ပုံမှာတိုင်တို3ချက်ထိုးပါမယ်နော်တစ်ချက်နှစ်ချက်3ချက်တိုင်တို့3ချက်ထိုးပြီးသွားပြီဆိုရင်တော့ဒီခြေထောက်ပေါ်မှာဒီချက်မုံဒီချက်အနေပြန်ဆက်ပါမယ်ခြေထောက်ပေါ်မှာတိုင်တို့12ချက်ပြန်ထိုးပါမယ်နော်ဒုတိယခြေထောက်ပေါ်မှာတိုင်တို့12ချက်ဆက်ထိုးလိုက်ပါမယ်အခုဒုတိယခြေထောက်ပေါ်မှာတိုင်တိုး12ချက်ထိုးပြီးသွားပြီပေါ့နော်ဒုတိယခြေထောက်ပေါ်မှာတိုင်တိုး12ချက်ထိုးပြီးသွားပြီဆိုလို့ရှိရင်ဟောဒီမှာဖွန်မီ3ချက်ပေါ်မှာပေါ့နော်တိုင်တိုးပြန်ထိုးပါမယ်ဖွန်မီ1 2 3အဲ့3ချက်ပေါ်မှာတိုင်တိုးဆက်ထိုးပါမယ်နော်တစ်ချက်နှစ်ချက်ဒီမှာနော်ဒီနာတေးသေးလေးတစ်စကိုပဲယူပါမယ်နော်3ချက်3ချက်ဒါဆိုလို့ရှိရင် row 5ပြီးသွားပြီပေါ့နော်6တောင်နဲ့6ဆက်ပြီးတော့ row 5ပြီးသွားပါပြီrow 5မှာကတော့စုစုပေါင်းတိုင်တို့အချက်30ရှိပါမယ်နော်ချက်30ရှိပါမယ်အခု row 5ပြီးရင် row 6ကိုရောက်ပါပြီနော် row 6ကဒီမှတ်ချိန်မှတ်ထားတဲ့နေရာကနေပြန်ပြီးတော့စထိုးပါမယ်နော်ရှက်ကော်နဲ့မဆက်တော့ပါဘူးနော်ဟိုဆက်ရာကြီးမပေါ်အောင်လို့ဒီတိုင်းပဲတောက်လျှောက်ဆက်ပြီးတော့ထိုးသွားလိုက်ပါမယ်နော် row 6ကတိုင်တိုး4ကတိုင်1နဲ့သွားပါမယ်တစ်ချက်အင်ထိုးလိုက်ပါမယ်ပြီးရင်တော့မှတ်ချိန်လေးစမှတ်လိုက်ပါမယ်တိုင်တို့တစ်ခါနှစ်ခါသုံးခါလေးခါပြီးတော့ရင်တော့တိုင်ပွားပါမယ်နော်5ချက်မြောက်မှာတိုင်ပွားပါမယ်1 2တိုင်ပွားမယ်ပြီးသွားလို့ရှိရင်တိုင်တို့4ကတိုင်ပွားတိုင်တို့4ကတိုင်ပွားပတ်လဲ6ကြောဆက်ပြီးတော့ထိုးသွားလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်တိုင်တို့4ချက်တိုင်ပွားပတ်လဲအားလုံးပေါင်း6ကြောရှိပါမယ်နော်ဆက်ထိုးသွားလိုက်ပါမယ်row 7မှာကတော့စုစုပေါင်းတိုင်တို့36ချက်ရှိပါမယ်နော်အခု row 7နဲ့8ကတိုင်တို့36ချက်ပတ်လဲဆက်ပြီးတော့ထိုးသွားပါမယ်နော်အခုတိုင်တိုး36ပတ်လဲပေါ့နော် row 7 8 9 3တန်းထိုးသွားပါမယ် row 7 8 9
3တန်းတိုင်တို့36ချက်ပတ်ပတ်လေးဆက်ထိုးသွားလိုက်ပါမယ်နော်အခု row 9ထိပြီးသွားပြီပေါ့နော် row 9ထိပြီးသွားလို့ရှိရင် row 10ကကြတော့နောက်ကျိုးတစ်စားတည်းယူပြီးထုံးမယ်ပေါ့နော် back loop အောင်နေပေါ့နော်အတူကောက်ဆို BLO ပေါ့နော်အဲ့တော့ဒီအနောက်ကခြေတစ်စားတည်းကိုယူပြီးတော့ထိုးပါမယ် back loop အောင်နေနောက်ကခြေတစ်စားတည်းယူပြီးထိုးပါမယ် row 10ကလည်းတိုင်တို့36ချက်ပဲထိုးရမှာပါနော်တိုင်တို့36ချက်ကိုမှတော့အနောက်ကတစ်စားကိုပဲယူပြီးတော့ထိုးပါမယ်နောက်ကခြေတစ်စားလေးယူပြီးထိုးပါမယ်ဒါဆိုလို့ရှိရင် row 10ကိုလည်းတိုင်တို့36ချက်ပတ်ပတ်လေးဆက်ထိုးလိုက်ပါမယ်နော်သူကလည်းခြေကိုနောက်ကတစ်စားကိုပဲယူပြီးတော့ထိုးသွားပါမယ်နော်အခု row 10ဒီပြီးတော့ပြီပေါ့နော် row 10ပြီးတော့လို့ရှိရင် row 11ကတိုင်တို့8ချက်ရင်ထိုးပါမယ်နော်သူကကြတော့2ဆလောက်ဝင်ယူပြီးထိုးပါမယ်ပုံမှန်တိုင်းပဲ2ဆလောက်ဝင်ယူပြီးထိုးပါမယ်နော်တစ်ချက်နဲ့3 4 5 6 8တိုင်တို့8ချက်ပြီးသွားပြီဆိုရင်တိုင်လျှော့ပါမယ်နော်တိုင်လျှော့ပြီးသွားလို့ရှိရင်တိုင်တို့16ချက်ဆက်ပြီးတော့ထိုးပါမယ်နော်နဲ့3 4ဒီဟာက16ချက်16ချက်ထိုးရမယ်ပေါ့နော်အခု16ချက်ပြင်အောင်ဆက်ပြီးတော့ထိုးသွားလိုက်ပါမယ်နော်16ချက်ပြီးသွားပြီဆိုရင်တော့တိုင်လျှော့ပါမယ်နော်တိုင်လျှော့ပြီးသွားရင်တိုင်တို့8ချက်ဆက်ထိုးသွားပါမယ်နော်အခုဒါဆိုရင်ဆက်တန်းပြီးသွားပြီပေါ့နော်ဆက်တန်းပြီးသွားလို့ရှိရင်ကို row 12ကိုတွားပါမယ်အရင်ဆုံးတိုင်စလျှော့မယ်နော်သူကတိုင်လျှော့ရနဲ့စမယ်တိုင်လျှော့ရနဲ့စမယ်တစ်ချက်အရင်လျှော့လိုက်မယ်ပြီးသွားရင်မှတ်ချိတ်မှတ်လိုက်မယ်ပြီးရင်နောက်တစ်ချက်ထပ်လျှော့မယ်နော်တိုင်နှစ်ချက်စတိုင်းလျှော့လိုက်တယ်ပြီးတော့ရင်တော့တိုင်တို့6ချက်ထိုးပါမယ်1 2 3 4 5 6တိုင်တို့6ချက်ပြီးတော့လို့ရှိရင်တိုင်ပြန်လျှော့ပါမယ်နော်တိုင်တို့က6ချက်မဟုတ်နော်တိုင်တို့ဟို26ချက်ထိုးရမှာပါနော်အခု6ချက်ပြီးတော့ရင်ဆက်ထိုးသွားပါမယ်တိုင်တို့26ချက်ပြည့်အောင်ဆက်ထိုးသွားလိုက်ပါမယ်နော်9 10ကိုဒါဆို26ချက်ပြည့်အောင်ဆက်ထိုးသွားလိုက်ပါမယ်နော်အခုတိုင်တို့26ချက်ပြီးသွားလို့ရှိရင်တိုင်ပြန်လျှော့ပါမယ်တိုင်လျှော့တစ်ခါနောက်ထပ်တစ်ခါတိုင်ထပ်လျှော့မယ်နော်တိုင်
တိုင်လျှောနှစ်ခါတိုင်နှစ်ခါစတိုင်လျှောလိုက်ပါရနော်အခု row 73 row 13ပေါ့နော်တိုင်တို့တစ်ချက်အရင်ထိုးလိုက်ပါမယ်ပြီးရင်မချိန်လေးပြန်မှတ်မယ်တိုင်တို့လေးကတိုင်လျှော့နေသွားပါမယ်နော်အဲ့တော့တစ်ချက်နဲ့3 4ချက်ပြီးတော့ရင်တိုင်လျှော့မယ်တိုင်လျှော့ပြီးတိုင်တို့လေးကတိုင်လျှော့စုစုပေါင်း5ကြော်ထိုးပါမယ်နော်ဒီတက်မှာတိုင်တို့4ချက်တိုင်လျှော့တိုင်တို့4ချက်တိုင်လျှော့ဒီကအပါဝင်အားလုံးပေါင်း5ကြော်ထိုးလိုက်ပါမယ်နော် row 13မှာကတော့ row 73တန်းမြောက်မှာကအားလုံးပေါင်းတိုင်တို့25ချက်ရှိပါမယ်နော်အခု row 14ကိုသွားပါမယ်တိုင်တို့တစ်ချက်အရင်ထိုးလိုက်ပါမယ်ပြီးရင်မချိန်လေးပြန်မှတ်မယ်တိုင်တို့12ချက်ထိုးရမယ်နော်အဲ့တော့2ချက်3ချက်4ချက်12ချက်ပြည့်အောင်ဆက်ပြီးထိုးသွားလိုက်ပါမယ်နော်တိုင်တို့12ချက်ပြီးရင်တိုင်ပြန်လျှော့ပါမယ်တိုင်လျှော့ပြီးသွားရင်တိုင်တို့17ချက်ဆက်ထိုးသွားပါမယ်နဲ့အဲ့တော့တိုင်တို့17ချက်ဆက်ထိုးသွားလိုက်ပါမယ်နော်အခု row 14မှာကျတော့အားလုံးပေါင်းတိုင်တို့24ချက်ရှိပါမယ်နော်အခု row 15ကတိုင်တို့တစ်ချက်ရင်ထိုးလိုက်ပါမယ်ပြီးမှတ်ချက်ပြန်မှတ်တိုင်တို့တစ်ချက်ပြီးနောက်တိုင်တို့တစ်ချက်တိုင်တို့နှစ်ချက်ပြီးတိုင်လျှော့ပါမယ်တိုင်လျှော့တိုင်ပြီးရင်သူကပတ်လေတိုင်တို့နှစ်ခါတိုင်လျှော့အားလုံးပေါင်း6ကြော်ထိုးသွားမယ်နော်တိုင်တို့တစ်ခါတိုင်တို့နှစ်ခါပြီးရင်တိုင်လျှော့တိုင်လျှော့တိုင်တို့နှစ်ခါတိုင်လျှော့ပတ်လေ6ကြော်ထိုးလိုက်ပါမယ်နော်အခု row 15ကအားလုံးပေါင်းတိုင်တို့18ချက်ရှိပါမယ်နော် row 16ကိုမဆက်ခင် row 16ကိုဆက်မထိုးခင်ပေါ့နော်ထိုးထားတဲ့လက်ကလေးတွေကိုစီလီကွန်ဖြည့်ပါမယ်နော်သူကလက်ကထိုးထားတာနည်းနည်းသေးနေတော့သူကတ်ကြီးလေးနဲ့ထိုးပြီးထည့်ပေးလိုက်မယ်နော်နည်းနည်းချင်းလေးပဲထည့်သွားလိုက်မယ်နော်အခု row 16ကိုဆက်ထိုးပါမယ်။ရင်စုံတိုင်တို့တစ်ချက်စထိုးလိုက်ပါမယ်။နှစ်ချက်3ချက်တိုင်တို့3ချက်ထိုးပြီးသွားရင်တော့လက်မောင်းနဲ့ဆက်ပြီးတော့ထိုးပါမယ်နော်။လက်မောင်းကိုဒီလိုတစ်ဆက်တဲ့တစ်ခါတည်းဆက်ပြီးတော့ထိုးသွားပါမယ်နော်အဲ့တော့အရင်ဆုံးဟိုဘက်နဲ့ဒီဘက်ကိုအကိုဖောက်ထားလိုက်မယ်ပြီးတော့ရင်တော့အခုထိုးရမယ့်အချက်ကိုထိုးပါမယ်နော်ထိုးရမယ့်အချက်မှာဆက်ပြီးတော့
ထိုးပါမယ်ခြေစားကိုတစ်ခါတည်းဆွဲထုတ်လိုက်မယ်ပြီးရင်တိုင်တို့တစ်ချက်ထိုးမယ်ပြီးတော့ရင်လက်မောင်းကိုထိုးလိုက်ပါမယ်ဟိုဘက်ပေါက်နဲ့ဒီဘက်ပေါက်နဲ့ညီအောင်ထည့်ပြီးတော့ဆိုရင်တော့ထိုးရမယ်အချက်လေးမှာအကိုထည့်ပြီးတော့ခြေစားကိုsorry အကချောထွက်သွားတယ်ပြီးရင်ဆွဲထုတ်လိုက်မယ်တိုင်တို့နောက်တစ်ချက်ထပ်ထိုးလိုက်ပါမယ်ပြီးတော့ရင်နောက်ဆုံးလို့ထည့်ပြီးရင်ပို့ထိုးရမယ့်အချက်မှာတိုင်တို့နောက်တစ်ချက်ကိုဆက်ပြီးတော့ထိုးလိုက်ပါမယ်တိုင်တို့၃ချက်ထိုးပြီးတော့ဆိုရင်တော့လက်မောင်းမှာပါတဲ့ခြေစားကိုညှက်ထုတ်လိုက်ပါမယ်နော်ခိုင်းညှက်ထုတ်လိုက်ပါမယ်ပြီးတော့ရင်တော့ပုံမှန်တိုင်းတိုင်တို့၅ချက်ထိုးပါမယ်7 တိုင်တို့၅ချက်ထိုးပြီးတော့ရင်တော့နောက်ထပ်လက်တစ်ဖက်နဲ့ထပ်ပြီးတော့ထည့်ပြီးထိုးပါမယ်နော်နောက်လက်တစ်ဖက်နဲ့တိုင်တို့၃ချက်ထပ်ထိုးပါမယ်တစ်ချက်နှစ်ချက်သုံးချက်ပြီးတော့ရင်တော့တိုင်တို့၄ချက်ဆက်ထိုးလိုက်ပါမယ်ခြေစားလေးကိုပေါ့ဖြတ်ထုတ်လိုက်မယ်နော်တစ်ခါလေးရှုပ်နေလို့ပြီးတော့ရင်တိုင်တို့၄ချက်ဆက်ထိုးလိုက်ပါမယ်1 2 3 4 ဒါဆိုရင် body ပြီးသွားပြီပေါ့နော်မှတ်ချိန်လေးဖြုတ်ပြီးတော့ရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ရှက်ကော်လေးနဲ့ဆက်ပြီးတော့ခြေစားဖြတ်လိုက်ပါမယ်နော်ပြီးတော့ရင်ခြေစားလေးဆက်ထုတ်လိုက်ပါဒါဆိုလို့ရှိရင် body နဲ့လက်လေးရပါပြီပြီးတော့လို့ရှိရင်ဆီလီကွန်လေးဖြည့်လိုက်ပါမယ်နော်အခုဆီလီကွန်ဖြည့်ပြီးတော့ဆိုတော့ခေါင်းနဲ့ကိုယ်နဲ့ကိုဆက်ပါမယ်နော်ဒါကိုအနှောင်ထားပြီးဒီဟာကိုလည်းအနှောင်ထားလိုက်ပါမယ်နော်ဒီကနေဒီလိုပြန်ဆက်လိုက်ပါမယ်နော်
ကောင်းအောင်အဲ့ဒါဆိုရင်အခုတိုင်းလေးပဲဆက်ပြီးတော့ချုပ်သွားလိုက်ပါမယ်နော်ကိုပတ်ပတ်လေးချုပ်ပြီးသွားပြီဆိုရင်တော့အဆောင်မတက်ခင်ခြေလေးကိုတရစ်တင်လိုက်ပါမယ်ပြီးရင်ဆွဲထုတ်လိုက်ပါမယ်ပြီးရင်တော့ခြေစားကိုခေါင်းထဲကိုပြန်ထည့်ပြီးတော့ခြေစားဖြောက်လိုက်ပါမယ်နော်ဒါဆိုရင်ရုပ်ကိုယ်တယ်လေးရပါပြီအခုငရွယ်လေးကိုဆက်ပြီးတော့ထိုးပါမယ်နော်အခုငရွယ်လေးကိုစထိုးပါမယ်နော်ရင်ဆုံးမကြည့်ရွှင်ထဲမှာတိုင်တို့6ချက်ကိုအရင်စထိုးလိုက်ပါမယ်လက်ကချောနေတော့မနေထိုးနေတယ်3 4 5 6 ချက်ထိုးပြီးเนาะခြေစားလေးဆွဲလိုက်မယ်ပြီးတော့ရှက်ကော်လေးနဲ့ပြန်ဆက်ပါမယ်ရှက်ကော်လေးနဲ့ဆက်မယ်ဖုံမီတစ်ချက်ထိုးမယ်အခုရိုး2ကတော့တိုင်း6ခါပွားပါမယ်เนาะတိုင်း6ခါပွားပါမယ်တစ်ချက်နောက်တစ်ချက်ထပ်ထိုးနှစ်ချက်ဒါဆိုရင်တိုင်းပွားတစ်ခါပြီးသွားပြီပေါ့နော်တစ်နှစ်ထိတ်ကအချက်လေးမှာမကြိတ်လေးနဲ့မှတ်လိုက်မယ်ပြီးရင်နောက်တစ်ပေါက်မှာ3 4အောင်လေးဒါဆိုတိုင်းနှစ်ခါပွားပြီးသွားရင်နော်ပြီးရင်3ချက်မြောက်မှာတိုင်းထပ်ပွားမယ်5 6ဒါဆိုလို့ရှိရင်တိုင်းဆက်ပွားလိုက်မယ်နော်အားလုံးပေါင်း row 2မှာတိုင်းတို့12ချက်ရှိပါမယ်အခု row 2ပြီးသွားရင် row 3ကတိုင်းတို့တိုင်းပွားနေသွားပါမယ်နော်ရင်ဆုံးရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်မီတစ်ချက်ထိုးပြီးရင်တိုင်တို့တစ်ချက်ရင်စထိုးလိုက်ပါမယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်သွားပါမယ်ဒီနဲ့ဒါဆိုရင်တိုင်တို့တိုင်ပွားပြီးရင်တိုင်တို့တစ်ချက်ပြန်ထိုးပါမယ်တိုင်တို့တစ်ချက်ဒီချက်မှာတော့တိုင်ပွားပါမယ်ဒီနဲ့ဒါဆိုရင်တိုင်တို့တိုင်ပွားတိုင်တို့တိုင်ပွားပတ်ပတ်လေး6ကြောထိုးလိုက်ပါမယ်နော်အခု row 3မှာကတော့တိုင်တို့စုစုပေါင်း18ချက်ရှိပါမယ်နော် row 4နဲ့ row 5က18ချက်ပတ်ပတ်လေးဆက်ပြီးတော့ထိုးသွားပါမယ်နော်ဒါဆိုရင် row 4နဲ့5နှစ်တန်းကတိုင်တို့18ချက်ပတ်ပတ်လေးဆက်ပြီးတော့ထိုးသွားလိုက်ပါမယ်နော်ကို row 5ပြီးသွားရင် row 6ကတိုင်တို့တိုင်လျှော့နဲ့ပြန်သွားပါမယ်နော်တိုင်တို့တစ်ချက်ထိုးမယ်ပြီးရင်တိုင်လျှော့ပါမယ်တိုင်လျှော့
ပြီးတော့ရင်တော့တိုင်တို့တစ်ချက်ပြန်ထိုးပါမယ်တိုင်တို့ပြီးတော့ရင်တော့တိုင်ပြန်လျှော့ပါမယ်တိုင်လျှော့ဒါဆိုရင်တိုင်တို့တိုင်လျှော့စုစုပေါင်း6ကြောထိုးလိုက်ပါမယ်နော် row 7မှာကတိုင်တို့စုစုပေါင်း12ချက်ရှိပါမယ်နော်အခု row 7ကနေ row 11ထိတိုင်တို့12ချက်ပတ်လဲဆက်ထိုးသွားလိုက်ပါမယ်နော်အရင်ဆုံးရှက်ကော်လေးနဲ့ဆက်မယ်အခု12ချက်ပတ်လဲဆက်ပြီးတော့ထိုးသွားရင်ပါပဲနော်ဒါဆိုရင် row 7 8 9 10 11နောက်ထပ်5တန်းပေါ့နော်တိုင်တို့12ချက်5တန်းဆက်ထိုးလိုက်ပါမယ်